တကယ်ချင်းဒါလေးဒီကိစ္စကိုလို့ဖြစ်ရှင်းနေတယ်ဟာအေးလို့ပြီးပေါ့နေလို့မရဘူးနော်တိုင်ဖက်ထွက်လာလိမ့်မယ်ဟာအေးဟာအဲ့ကောင်နဲ့ပြက်ပြီးမှဒီကိစ္စသိရတာဆိုတော့အကာအကွယ်မတုံးဘူးလားဟင်စီးရုံးတောက်ဘူးလား တောက်တယ်ဆေးရအေးကြောင့်ပါတောက်ပြီ 你爱搞红色路摇了， အဲ့ဒီကနေ့သူကငါတဲ့ပြဿနာဒီကနေ့ तू အဲ့ဘုံကကိုချိုးပြီးလုံးလိုက်တာဟာ